ကံကောင်းသူတဦးမြေကြီးတဲကနေရွှေတုံးကြီးတုံးကိုမထင်မှတ်ပဲတူးဖော်တွေ့ရှိလိုက်ရတယ်ဗျာသူ့မျက်နှာမှာရွှေလင်းရောင်တလက်လက်တောက်ပနေပြီးအရန်ကိုစိတ်လှုပ်ရှားစွာနဲ့ဘေးပတ်ဝန်းကျင်ကမြေတွေကိုဆက်တူးနေတော့တာပေါ့ဒီလောက်ကြီးရွှေပမာဏအများကြီးကိုသူရှာတွေ့လိမ့်မယ်လို့ဘယ်တော့မှထင်မထားခဲ့ဘူးလေမက်ကတော့ပျော်လွန်းလို့ပါဆက်ကိုအုပ်ထားရင်အတန်လေးတစ်ချက်တောင်မထွက်ရဲလောက်အောင်စိတ်လှုပ်ရှားနေတာပေါ့ဒီရွှေတွေဆိုရင်သူ့တက်တာလုံးတက်တောင့်တက်တာနေနိုင်ဖို့လုံလောက်နေပြီလေဒါပေမဲ့ဒီလိုရွှေတွေအင်းကြီးကိုတွေ့တာကဘေးအန္တရာယ်ရဲ့အစပြုခြင်းဖြစ်နေပြီဆိုတာကိုတော့သူလုံးဝမသိသေးဘူးဗျာရွှေတွေအားလုံးကိုတူးဖော်ပြီးတဲ့နောက်တစ်ရက်မှာပဲပတ်စံနဲ့လဲဖို့ဆိုပြီးမြို့ကိုထွက်လာခဲ့ပါတယ်လန်ခီမှာတော့ဒုတိယကမ္ဘာစစ်ပြီးလို့ကြံရစ်ခဲ့တဲ့နာဇီစစ်တပ်အကျွင်းအကြံဖွဲ့တစ်ဖွဲ့နဲ့မမျှော်လင့်ပဲစုံလိုက်ရပါလေရောဒီစစ်သားတွေကရွာတရွာကိုလူရက်ပြီးအမျိုးသမီးတွေအားလုံးကိုဖမ်းဆီးထားတာဖြစ်ပြီးသူတို့ရဲ့မျက်နှာတွေမှာလည်းမြန်မာနာတွေနဲ့အကန့်အသတ်မရှိရက်စက်ကြမ်းကြုတ်မှုတွေကအထင်သာပေါ်နေတဲ့မက်ကသူ့မြင်းကိုစီးပြီးသူတို့အနာကဖြတ်သွားတဲ့အချိန်မှာအရာရှိတဦးကသူ့ကိုစူးစိုက်ကြည့်နေခဲ့ပေမဲ့မက်ကတော့ဂယုမစိုက်ပဲဆက်သွားနေခဲ့တယ်အဲ့ဒီအချိန်မှာပဲအနီးနားကစစ်သားတယောက်ကမက်ကိုပြစ်တက်ဖို့ပြင်လိုက်ပေမဲ့အရာရှိကတားလိုက်တယ်ဒါကတနာလို့တော့မဟုတ်ဘူးနော်ဒီနယ်မြေမှာလူတွေတယောက်မှအသက်ရှင်ကြံတော့တာမရှိတော့သလိုသူတို့နောက်မှာလည်းအကူအညီတွေပါလာဦးမှာမို့လို့ကြီးစံမကုန်းစေချင်လို့ပဲမြို့ဘက်ကိုပြန်သွားတဲ့လမ်းတစ်လျှောက်မှာတော့မက်ကလေးထဲမှာတယောက်ပြီးတယောက်ကျိုးဆွဲချထားတဲ့အလောင်းတွေကိုမြင်လိုက်ရတယ်ဒီလိုပြစ်မဲ့တဲ့တားကောင်တွေအတွက်လည်းသူဝမ်းနဲ့မိတယ်စစ်ကြောက်ပျက်စီးနေတဲ့ဒီလိုအချိန်မျိုးမှာသူလိုချင်တာကအသက်ရှင်ဖို့တခုပဲဒါပေမဲ့တိတ်မဝေးခင်မှာပဲနာဇီစစ်သားအဖွဲ့တစ်ဖွဲ့နဲ့ထပ်ဆုံပြန်ပြီးသူတို့ကမက်ရဲ့လမ်းကိုပိတ်ဆို့ပြီးသူ့မြင်းပေါ်မှာရွှေကျင်တဲ့ကိရိယာတွေကိုသတိထားမိသွားတယ်သူတို့ချက်ချင်းပဲရှာဖွေဖို့အမိန့်ပေးလိုက်တယ်အစပိုင်းမှာတော့စစ်သားတွေကထူးထူးခြားခြားဘာမှမတွေ့ဘူးဒါပေမဲ့မက်ရဲ့စိတ်တွေကတော့တီးခံနိုင်စွမ်းရဲ့အဆုံးစွန်ထိရောက်နေပြီးမကြခင်မှာပဲရွှေတွေအပြည့်ပါတဲ့အိတ်ကိုတွေ့ရှိသွားတော့တဲ့အခြေအနေမကောင်းတော့ဘူးဆိုတာကိုသဘောပေါက်သွားတာနဲ့မက်ကတိတ်လေးထိုင်ချလိုက်ပြီးသူ့ခွေးကိုအရင်ဆုံးထွက်သွားဖို့အချက်ပြလိုက်တယ်စစ်သားတွေကသူ့ကိုတနက်တွေနဲ့ချိန်ပြီးဒူးထောက်ဖို့အမိန့်ပေးလိုက်ကြတယ်သူတို့မျက်နှာတွေမှာလည်းမထီမဲ့မြင်ပြတဲ့အမူအရာတွေအပြည့်မက်ရဲ့မျက်လုံးထဲမှာတဖြည်းဖြည်းတိုးလာနေတဲ့တက်ဖြတ်လိုစိတ်ကိုတော့သူတို့မသိခဲ့ကြဘူးပေါ့သူတို့အနေနဲ့မမျှော်လင့်ပဲရွှေတွေရတော့မယ်လို့ထင်နေချိန်မှာပဲမက်ကသူ့ခါကဓာတ်ကိုတိတ်လေးစုပ်ကင်လိုက်တယ်ကျန်တဲ့စစ်သားတွေကခဏတာစက်တွေအသက်တွေငြိမ့်သက်သွားခဲ့ကြတယ်သူတို့တနက်တွေဆွဲထုတ်ဖို့အချိန်မရခင်ခဏတာလေးတွေ့မှာပဲမက်ကအရင်ဆုံးတိုက်ခိုက်လိုက်ပါတော့တယ်ကြံတဲ့သူတွေလည်းဘာမှတုံ့ပြန်ချိန်မရပဲတယောက်ပြီးတယောက်မြေပေါ်လဲကြကုန်ကြတယ်ပြင်းထန်တဲ့တနက်တန်တွေကအဝေးကအရာရှိကိုနားဆွမိစေခဲ့တယ်သူကတင်ကားနဲ့မောင်းပြန်လာပြီးနေရာအနှံ့ပြစ်လဲကြနေတဲ့အလောင်းတွေကိုမြင်လိုက်ရတဲ့အခါတကယ်ကိုအံ့အားသင့်သွားတယ်တေလူမျိုးပါဖြစ်နေတဲ့စစ်သားတဦးကရွှေတပိုင်းကိုသူ့လက်ထဲထည့်ပေးလိုက်တော့အရာရှိကမက်ခမှာဒီထက်ပိုပြီးချမ်းသာကြွယ်ဝမှုတွေပါလာတယ်ဆိုတာကိုသဘောပေါက်သွားတယ်ဒီအခွင့်အရေးကိုတော့သူလက်လို့မခံနိုင်ဘူးလေမကြခင်မှာပဲအရာရှိကတင်ကားနဲ့လိုက်တော့တာပေါ့အသက်ရှင်ဖို့ဆိုရင်မက်ခမှာမြင်းစီးပြီးထွက်ပြေးတာကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ဘူးကြည်စံတွေကတလုံးပြီးတလုံးမိုးရွာတယ်လို့ကြလာပေမဲ့သူ့ကိုမထိခဲ့ဘူးနောက်ကနေလဲစက်တနက်ကြီးတစ်လက်ကရမ်းပြီးပြစ်နေခဲ့တာဒါပေမဲ့သူကတော့ဒီကြည်စံမိုးတွေကြားထဲကနေအရှိန်ပြင်းပြင်းနဲ့ဆက်လက်ထွက်ပြေးနေခဲ့တယ်အရာရှိကမှန်ပြောင်းနဲ့ကြည့်ပြီးမက်ရဲ့လှုပ်ရှားမှုတွေကိုခြေရခံနေတယ်အကွာဝေးကတိတ်မဝေးဘူးသူသာဆိုရင်မက်ကိုအလွယ်တကူဖမ်းမိပြီးတက်ကရွှေတွေအားလုံးကိုသိမ်းယူနိုင်မှာပဲဒါပေမဲ့ရှေ့ဆက်မတိုးပဲသူကရုတ်တရက်ရက်လိုက်ပြီးဘာလှုပ်ရှားမှုမှမလုပ်တော့ဘူးဒီလိုထူးဆန်းတဲ့အပြုအမူကမက်ကိုစိတ်မသက်မသာဖြစ်စေခဲ့ပြီးသူ့မြင်းကိုပဲထိန်းပြီးဆက်သွားနေုံကလွယ်လို့တခြားဘာမှမတတ်နိုင်ဘူး